ကလည်းဒီလိုပုံစံလေးကိုမှဒီလိုဘူးလေးနဲ့ထည့်ထားတာပါဆိုတာလေးကိုဒီဗီဒီယိုကတစ်ဆင့်မင်္ဂလာပါချူရနာအောင်လုပ်ငန်းစွာရေးပြန်လည်ကြိုဆိုလိုက်ပါရနော်ဒါလေးကတော့ Royal Deli နဲ့ပို့ပေးရမယ်ပါဆယ်လေးပဲဖြစ်ပါတယ်ဒီထဲမှာဆိုရင်ဘာလေးတွေပါလဲဆိုတာလေးကိုပြပေးပါမယ်ဒါလေးက22ကက်အပါဒါလေးကဂိုင်းပုတ်လေးပဲဖြစ်ပါတယ်ဒီဂိုင်းပုတ်လေးကဒီလိုလေးပါဂိုင်းက22ကက်ကလည်းဒီလိုပုံစံလေးကိုမှဒီလိုဘူးလေးနဲ့ထည့်ထားတာပါဆိုတာလေးကိုဒီဗီဒီယိုကတစ်ဆင့်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ဒါလေးကတော့အပေးသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်တွေလည်းထပ်ပြီးတော့အပေးပါဆိုပြီးတော့လည်းဖိတ်ခေါ်လည်းရှိပါတယ်ဒီလိုပုံစံမျိုးလေးတွေရကျင်တယ်လိုချင်တယ်ဆိုရင်တော့ CYA ချူရနာအောင်လုပ်ငန်းစုရဲ့ Facebook page Messenger မှာအခုလိုပုံစံမျိုးလေး screenshot ရိုက်ပြီးတော့လာမှာပေးခြင်းအပြင်ကူညီပေးပါဆိုပြီးတော့လည်းပြောချင်ပါတယ်ညင်တို့ screenshot ရိုက်ပြီးတော့လာမှာပေးရင်ပို့ပြီးတော့လွယ်ကူမြန်ဆန်ပြီးတော့ပို့ပြီးတော့ရှေ့ရောက်ပါတယ်ဆိုတာလေးကိုဒီဗီဒီယိုကတစ်ဆင့်ပြောပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ဒါလေးကတော့22က install လားဆိုတော့ install ပါလက်ကိုတိုင်းလက်နဲ့ကင်ပြီးတော့ဒီဗီဒီယိုကိုရိုက်လိုက်ရခြင်းပဲဖြစ်ပါတယ်ဆိုတာလေးကိုပြောကြရင်အခုလိုကြည့်ရှုပေးသူတဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာအများကြီးပြန်ဆုံတွေ့ပါမယ်